ကြောက်တဲ့လုံမနေလေကွာဒီမှာလည်းအဖွဲသူပွဲသားကြီးစောင့်နေတာမင်းအာကားရလေအကောင်အေးစိမ့်တာဟာရဘယ်လိုလုပ်မင်းလမ်းတွေကတခြားဖောက်တာလေကွာဒါကြီးတွေအကုန်ခုတ်လိုက်ရအောင် ခုတ်အောင်ဒါသူများချန်လေဗျာဘယ်လိုတော့ခုတ်မလဲ ကိုချက်နဲ့မှဆိုခုတ်ပလိုက်ပြီလို့ ကိုချက်နဲ့မှကိုတော့ခုတ်လိုက် စောင့်နေနေကြပါအားလာပါကျွန်တော်ဖျားဖူးနေလို့ပါ ဘယ်ပူတာအိမ်မှာမရှိခိုးမလား ဟိုအိမ်မှာကျွန်တော်တက်ဖူးခဲ့ပြောပြီဒီဖျားအရန်ထူးစမ်းတယ်ကျွန်တော်ဖျားကြွလာလေအိမ်မက်ပေးပြီးကြွလာအိမ်မက်နဲ့ကြွလာ အိမ်မက်ကနေ ရောက်အိမ်မက်နဲ့ကြွလာမို့လေအိမ်မက်ကြွမယ်ဆိုတဲ့အကြောင်းလေအိမ်မက်ကြိုပေး ဖះပြောတာပေါ့ ဖះပြောတာမို့လေကျွန်တော်ဖះပင့်ပေးမဲ့ဖះတခါတူရှိတယ်သူကနေပေးမယ်ဆိုပြီးတော့အိမ်မက်ထဲမှာပြောပြီးတော့တပတ်လောက်ကျတော့ရောက်လာဆရာကျွန်တော်လေအဲ့ဖះကြွလာတပတ်ပဲရှိသေးဆရာကျွန်တော်ကားရီဆရာ၄လောက်တော့ရောက်မနာအောင်ရဲ့တော့ ခဏနေပေါ့ခဏနေဟုတ်ဖះကြွလာတာအိမ်တစ်ပတ်ပဲရှိသေးတယ်အေးလေကားရိုက်က၄လလောက်တရက်မှမနာဘူးဆိုတော့ မဟုတ်ဘူးညီလေးရလေဒီလိုအခုအိမ်မက်ကြိုပေးတာ၄လောက်ရှိအဲ့၄လောက်လို့ဖះကြွမယ်လို့အိမ်မက်ပေးတယ်လေတကယ်ကိုထူးဆန်းဆိုတာလှုပ်ပါတာညီလေးတလောက်လေ၈ကားလောက်ရဲ့နော်တနော် ဟုတ်တော့မပြောပါနဲ့တလားရှိကဘလို့ရိုက်မလဲဗျာ မနေ့ကနေကညာတကာခေါ်တော့သူအခုကွန်မြူနတီနဲ့ညှိပေးကြလား ဘလို့ရိုက်ပါတလားရှိကတော့ရိုက်လို့မရပါဘူးဗျာ တကယ်တကူကြည့်ရလား ဖူးကြည့်လိုက်ဟန်တီးတာငါ့ဥသာကြည့်တော့ဟဲ့လာ ဟိုခဏနေပါဦးခဏနေဦးကျွန်တော်ဒီ fight လေးစင်းလေးတော့အရင်ရိုက်လိုက်အောင် ကဲချိန်ရရပါဒါဖူးလာလာဝင်ညကားရဲဝင်ည အားကြည့်အလုပ်ရအောင်လိုက်ဖို့အောင် ဟိုငါလည်းလှုပ်လို့ရှိ အေးလာလေတလောက်ကို15ခါလောက်ရိုက်လို့ရအောင်ကျွန်တော်စောက်ချောက်ပြီးတော့မှာအဲ့လောက်တော့ပေါ့ဟိုဒီလောက်ပြုံတိုးနေကျွန်တော်ကဘယ်လိုလုပ်ဝင်လို့ရမှာတော့လို့ဒီလိုလုပ်ပါလားကိုခင်လိုက်အောင်လေဖះကိုအပြင်ကိုပင့်ပြီးတော့ပူဇော်ခိုင်းလိုက်ပါလားအဲ့ဒါဆိုအကုန်လုံးပူဇော်လို့ရတာပေါ့အေးနော်တော်တော်အေးဒါဗျာ လှုပ်လိုက်ပါလား ဟုတ်ကဲ့ ဟိုလေဟိုစူတီအဖွဲရတယ်များတဲ့ခါကျ ဟုတ်ကဲ့ ဒီမှာကားမှာပြုံတိုးနေတဲ့ခါကျအကုန်လုံးကလည်းဘုရားကိုကြည်ညိုတဲ့ခါကျအကုန်လုံးလည်းပူလို့မရ မှန်တော့မှန်တော့ဗော ဟိုအပြင်မှာတေးချာလေးပူဇော်လိုက်မကောင်းဘူးလား ကောင်းတာဗောအားလုံးဖူးလို့ရအောင်ဘယ်ရောက်အပင်ကိုပင့်လိုက်မယ်